ဘုရားပေါင်းတစ်တောင်တန်နယ်တွေမပါဘူးကွန်ကရစ်တွေလည်းမပါဘူးအုတ်တွေကိုစက်ကရိယာမသုံးပဲလူတွေရဲ့လက်နဲ့ပဲစီမံတိဆောက်ခဲ့တာပါဒါတောင်အမြဲတမ်းငနေလောက်ခဲနေတဲ့မြေပြင်ပေါ်မှာသွားပြီးတိဆောက်ခဲ့တာနော်လွန်ခဲ့တဲ့နှစ်ပေါင်း900လုံးဒီမြေအောက်ကငလင်လိုင်းတွေတစ်ဆက်ဆက်ဖြတ်သွားခဲ့ပေမဲ့အဲ့ဒီဘုရားပေါင်းတစ်တောင်တည်းက2000ကျော်ဟာဒီနေ့အချိန်ထိမမရက်တည်နေသေးပါအဲ့ဒီနေရာကတော့ပကံမြေပဲဖြစ်ပါတယ်ဒီနေရာမှာတကယ်ပဟေလီကတော့ဒီလောက်များပြားလာတဲ့ဇီဒီတွေကိုဘလို့စောက်ခဲ့တယ်လဲဆိုတာထက်ဘာလို့ပြိုမကြပဲဒီနေ့အချိန်ထိကြံရက်ခက်လဲဆိုတာပါပဲပကံမှာအကြီးမားဆုံးဖြစ်တဲ့ဓမယုံဖျားကြီးရဲ့နံရံတွေကိုတုတ်ကပ်ပြီးကြည့်လိုက်ရင်ပကံရဲ့အံ့ဩစရာပထမအောင်ဆုံးဇလန်းကိုစတင်တွေ့ရပါလိမ့်မယ်ဒီမှာလှုပ်ခဲ့တဲ့ပယံဆရာရဲ့လက်ရဆန်ချိန်ကိုအခုခေတ်ကြားရအောင်မှပိုပြောတယ်လို့ထင်ရင်ထင်ပါဦးမယ်ဒီဖျားကိုစောင့်စဉ်ကအုတ်တစ်ချက်နဲ့တစ်ချက်ကြားမှာအတချောင်းတောင်ထိုးလို့မရဘူးလို့ဆိုကြပါတယ်လက်စစ်ဆွမ်းအားသုံးမော်တာတွေဒီဇာတိုင်းတာတဲ့ကိရိယာတွေမရှိတဲ့ခေတ်မှာမီလီမီတာအစိပ်ပိုင်းလောက်ထိတိကျအောင်အုတ်တွေကိုတိဆောက်ခဲ့ကြတာပါဒါကိုမဟာဗိမာန်တစ်ခုတည်းတာမကပဲဖျားကြီးတစ်ခုလုံးမှာအပြည့်အဝလှုပ်ဆောင်သွားခဲ့တာဖြစ်ပါတယ်မကန်ဟာအရှိတောင်အာရှမှာအနေရဲ့အရှိဆုံးလို့ပြောလို့ရတဲ့ငလင်ပြကြောတစ်ခုရဲ့အပေါ်တဲထဲမှာတည်ရှိတာပါဒါကြောင့်ဒီနေရာဟာဘယ်တော့မှဘေးကင်းတဲ့တိဆောက်ရေးနေရာတော့မဟုတ်ခဲ့ပါဘူး2016ခုနှစ်မှာပြင်းအား6.8ရှိတဲ့အင်အားကြီးငလင်တစ်ခုလှုပ်ခဲ့ပြီးဖျားစီဒီပေါင်း400နီးပါးကိုပျက်စီးစေခဲ့ပါတယ်အချို့ကဆူဆူရွားရွားပျက်စီးခဲ့ပေမဲ့အချို့ကကြပြန်တော့လဲလက်ဖြားနဲ့တောင်မတူလိုက်ရသလိုလုံးဝမထိခိုက်ခဲ့ပါဘူးအဲ့ဒီပျက်စီးသွားတဲ့ဖျားတွေနဲ့တန်းချက်ခိုင်ကြံခဲ့တဲ့ဖျားတွေကြားခေါ်ချချက်ဟာစိတ်ဝင်စားစရာအဓိကတောချက်ပဲဖြစ်ခဲ့ပါတယ်အာနန္ဒာဖျားဟာ1985ခုနှစ်နဲ့2016ခုနှစ်ငလင်ကြီးနှစ်ခုလုံးကိုအထက်ကထီးတော်လေးနည်းနည်းလေးထိခိုက်ရုံကလွဲလို့ဘာဒဏ်ရာမှမရခဲ့ပဲကြော်လန်းနိုင်ခဲ့တာဖြစ်ပါတယ်သူ့ရဲ့အနှစ်ရှိုင်းဆုံးလေးဝက်ချက်ကို1985ငလင်အပြီးခေါ်ချသွားတဲ့အင်္ဂရီရဲ့နောက်ွယ်မှာမှမမျော်လင့်ပဲတွေးခဲ့ရတာပါဒီဆောက်တူတွေကနှစ်ပေါင်း800ကျော်ကြာအောင်ဖုံးကွယ်ထားတဲ့အရာကတော့ရေဒီယိုလိုင်းပုံစံစဝိုင်းချမ်းအဝိုင်းလိုက်ကိုစီထားတဲ့အုတ်တွေပဲဖြစ်ပါတယ်အောက်တစ်ချက်နဲ့တစ်ချက်ကြားမှာကြောက်တုံးတိတ်လေးတွေကိုရိုက်ထည့်ထားပြီးတောက်ခတ်ထားသလိုခိုင်မြအောင်လုပ်ထားတာပါဒါဟာအလဲဘဟိုကြောက်တုံးကီစတုံးကိုဆဲချင်မကထက်ခါတုံးထားသလိုပါပဲဒါဟာပြင်းပတွန်းအားကိုကြမ်းကြမ်းခံဖိစီးဖို့ဒါမှမဟုတ်တက်ရောက်လာမဲ့ငလင်ဆွမ်းအားကိုတခြားလမ်းကြောင်းစီလွဲဖို့တိစောက်ထားတဲ့ခေါင်းပေါင်းခုံးပယံလက်ရာတစ်ခုပဲဖြစ်ပါတယ်ငလင်လှုပ်တဲ့အခါဒီအမိုးကြီးကလူတွေအပေါ်ဘာကြောင့်ပြိုကျမလာတာလဲဆိုတာဒီနိပညာအကြောင်းပဲဖြစ်ပါတယ်တရုတ်ပြည်မဟာသရန်ကြီးမှာဆိုရင်ပယံဆရာတွေဟာထုံးကြောက်တဲ့ကောင်းချင်းပေါင်းတွေရောဆက်ပြီးမဆင်းနေအောင်တိစောက်ခဲ့ကြတာပါဒါပေမဲ့မကန်ရဲ့တိစောက်သူတွေကတော့ကောင်းချင်းလည်းမဟုတ်ထုံးလည်းမဟုတ်ပဲဖျားတွေရက်ထင်နေတဲ့မြေကြီးတွေကတူးဖော်ယူထားတဲ့ချွန့်သေးနဲ့တန်းမြေစစ်စစ်ကိုပဲအင်္ဂရေအဖြစ်အသုံးပြုခဲ့ကြတာဖြစ်ကြောင်းဖျားသုံးစုကမူလိုက်အင်္ဂရေတွေကိုတက်ခွဲကြည့်တဲ့အခါတွေ့လိုက်ရပါတယ်ပြင်ပကပါဝင်ပစ္စည်းလည်းမပါဘူးအခြားနည်းပညာတွေလည်းမပါဘူးသူတို့တိစောက်ထားတဲ့မြေကြီးနဲ့ကွက်တိကျအောင်မြေကြီးကိုပဲပြန်လည်တုံးထားတာဖြစ်ပြီးအဲ့ဒီရိုးရှင်းမှုကပဲအဓိကတောချက်ဖြစ်နေတာပါ1990ပြည့်နှစ်လွန်နေမှာစစ်အစိုးရဟာဖျက်ဆီးနေတဲ့ဗကန်ဖျားတွေကိုဘီလက်မြေသုံးပြီးမြန်မြန်ဆန်းဆန်းစရိတ်နဲ့ပြန်ပြင်ခဲ့ကြပါတယ်မူလဒရဝထုနဲ့လက်ရာတွေကိုလစ်လျူရှုခဲ့ကြတာကြောင့်ယူနက်စကိုကဗကန်ကိုကမ္ဘာ့အမွေနဲ့စရင်သတ်မှတ်ဖို့တောင်မှညှင်းပယ်ခဲ့ပါသေးတယ်2016ခုနှစ်ငလင်ရောက်တဲ့အခါမှာတော့အမှန်တရားတွေထွက်ပေါ်လာခဲ့ပါတယ်အကွဲကြောင်းတွေဟာမူလရွှွန့်စင်းနေရာမှာမာကျော်တဲ့မီလက်မြေတွေကိုအစားထိုးခဲ့တဲ့အဆက်နေရာတွေမှာပဲကွက်ပြီးဖြစ်သွားခဲ့တာပါမာကျော်လုံးနဲ့ခက်တဲ့မီလက်မြေဟာဖျားစီတွေကိုကာဝယ်မပေးနိုင်ခဲ့တဲ့အပြင်ပြန်ပြီးတိုက်ခတ်သလိုဖြစ်သွားခဲ့ပါတယ်နှစ်ပေါင်း900ကျော်တတန်းရှိတဲ့အုတ်တွေကငလင်နဲ့အတူလဲလျောညီထွေကုညက်နေခြင်းအချိန်မှာ20ရာစုမီလက်မြေကတော့တင်းခံနေခဲ့တာကြောင့်မြေကြီးလောက်ခတ်တဲ့အခါမှာကျိုးပြတ်သွားကြရတာပါဆူလာမဏိဖျားမှာဆိုရင်2016ငလင်ကြောင့်ပင်မဇီတီတော်ပြိုကျသွားခဲ့ပါတယ်ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ထီးတော်ပြန်လည်တင်လူတိဆောက်ဖို့အတွက်ဆိုတာကတော့မဖြစ်မနေလုပ်ရမယ့်မြင့်မြတ်တဲ့တာဝန်တစ်ခုပါပဲဒါပေမဲ့အင်ဂျင်နီယာတွေကတော့မူလတိဆောက်ပုံကိုတည်တည်ချာချာမလေ့လာပဲကြပြားကြရာပြန်လည်လှုပ်လိုက်ရင်အသစ်တိဆောက်လိုက်တဲ့ထီးတော်ဟာနောက်နှစ်ချိန်ငလင်လှုပ်လိုက်ရင်အောက်ကဖျားတွေအပေါ်ပြိုကျသွားနိုင်တယ်လို့သတိပေးထားပါတယ်ဒါဟာယုံကြည်ကိုးကွယ်မှုနဲ့ယူဘဗေဒပညာရပ်ကိုပါပေါင်းစည်းနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်2025ခုနှစ်မတ်လ28ရက်မှာတော့မြန်မာနိုင်ငံမှာနေပေါင်း100အတွင်းမှာအင်အားအကြီးဆုံးဖြစ်တဲ့ပြင်းအား9.9ရှိတဲ့ငလင်အကြီးအခုပြင်းပြင်းထန်ထန်လှုပ်ရှားခဲ့ပါတယ်။တနိုင်ငံလုံးမှာလူအသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပြီးဗကန်ရဲ့ပျက်စီးမှုတွေကိုလည်းဆက်လက်စစ်ဆေးနေစေဖြစ်ပါတယ်။နေပေါင်း900ကျော်ငလင်ပေါင်းများစွာကြုံခဲ့ရပေမဲ့ဒီအဆောက်အအုံတွေဟာဘာလို့ပြိုမကျရတယ်လဲဆိုတာကိုအင်ဂျင်နီယာတွေကတော့ဒီနေ့အချိန်ထိနားလည်အောင်
စူးစမ်းနေရတော့ပဲဖြစ်ပါတယ်2018ခုနှစ်ကတည်းကမြန်မာနိုင်ငံရှေးဟောင်းသုတေသနနဲ့ဂက်တီထိန်းသိမ်းရေးအဖွဲ့တို့ပူးပေါင်းပြီးအစားထိုးခြင်းတက်ထိန်းသိမ်းခြင်းကိုပဲဥတည်ခဲ့ကြပါတယ်ဘီလက်မြေအစားစတီကျိုးတွေကိုအသုံးပြုပြီးနိုင်ငံတွေကိုတင်းကျပ်စွာချီနှောင်မထားပဲလေဝင်လေထွက်ရပြီးငလင်တွေကိုလိုက်လျောညီထွေကြံ့ကြံ့ခံနိုင်အောင်ဖန်တီးခဲ့ကြတာပါဒါပေမဲ့ဗကန်အတွက်ချင်းချောင်းမှုဟာငလင်တစ်ခုတည်းမဟုတ်ပါဘူး2024ရေကြီးမှုကြောင့်ဇေဒီပေါင်း1900နီးပါးထိခိုက်ရသလို2021နောက်ပိုင်းနိုင်ငံရေးမတည်မြဲမှုကြောင့်နိုင်ငံတကာထိန်းသိမ်းရေးအဖွဲ့လည်းထွက်ခွာသွားခဲ့ကြရပါတယ်။ဘာနာပိုင်တွေရဲ့စနစ်တကျထိန်းသိမ်းနေပါတယ်ဆိုတော့ထုတ်ပြန်ချက်တွေကလည်းမြေပြင်မှာတကယ်ဖြစ်နေတဲ့လူတွေကတော့ထပ်တူမကြဘူးလို့ဒေတာကန်ပညာရှင်တွေကအတိပေးထားကြပါတယ်။ဒီဇေဒီပထိုးတွေတကယ်လိုအပ်တာကတော့ဆက်ရှည်သိခံမှုနဲ့ယူတာဖြောင်းမှတ်မှုပဲဖြစ်ပါတယ်။ဒီဗီဒီယိုကနေပညာတွေကိုဘယ်သူကမှစာအဖြစ်ရေးမှတ်မထားကြသလိုပယံဆရာတွေရဲ့လက်ဆက်စာအုပ်ဆိုတာလည်းမရှိခဲ့ပါဘူး။ကျန်ရဲခဲ့တာကတော့တက်တွေအထောက်ထားတွေပါပဲ။အတချောင်းတောင်ထိုလိုမရလောက်အောင်ဆိဆက်လွန်းတဲ့အုပ်ဆက်တွေအင်္ဂရီတွေကွာကြလာမှပေါ်လာတဲ့ခေါင်းမောင်းခုံလက်ရာတွေနဲ့နေပေါင်း900ကျော်ငလျင်တန်းကိုကျော်လာပြီးမရက်တည်နေတဲ့ဇေဒီပထိုးတွေမှာအဲ့ဒီတက်တွေကိုတွေ့နိုင်ပါတယ်။ဒီဗီဒီယိုအတော့တော့လောက်ပါပဲ။မိတ်ဆွေတို့ကျွန်တော်အခုတင်လိုက်တဲ့ဗီဒီယိုကိုသဘောကျကြိုက်နေတဲ့ခိုင်ရင်တော့ like and share လုပ်ဖို့လည်းမမေ့နဲ့အောင်နော်။ပြီးတော့ဒီလိုပဲတမိုင်းဝင်ဗီဒီယိုလေးတွေကိုကြည့်ဖို့အတွက်ကျွန်တော် channel ကို subscribe လုပ်ဖို့လည်းမမေ့နဲ့အောင်နော်။ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။နောက်တစ်ပုံမှာပြန်တွေ့ကြတာပေါ့။